Okay ဒီကတော့ sketcher go recover ဒီကောင်ကကျွန်တော်တော်ကို hyperbus ကတော်တော်ရောင်းတာကို Goodyear တိုင်တော်တော်ရောင်းရတယ်မပါတယ်ဒါပေမဲ့ဘလို့ပဲကျွန်တော်slide ကိုပြslipper ပဲလိုချင်တယ်ဘာလို့ကျွန်တော်ကပုံပဲပြတာကိုကျွန်တော်ဗီဒီယိုထဲမှာကျွန်တော် slipper ပဲပြတာညက်ပဲလိုချင်ရတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရန်ကုန်မြန်မာပြည်အားဖြင့်ကလည်းညက်ကိုအားတန်တာလည်းပါပါတယ်ဒါပေမဲ့ slide လည်းအရန်လှရဆိုတာကိုဒီဟုတ်လာကြောတာဒါလေးခဏထားအောင်မယ်ပြီးတော့Go 7နဲ့လည်းကျွန်တော်ညက်တွေပြတာများပြီးတော့ဒီကောင်လေးကလည်းကျွန်တော်ညနေကြမဟုတ်တဲ့အယောင်လေးတစ်ခုဒါဘော်ဒါတယောက်လာအားပေးထားတယ်တော့ဒါလေးလည်းကျွန်တော်ကြည်ရင်းနေပေါ့မိတ်ဆက်ကြတာပေါ့ကျွန်တော်ဒီကောင်မကြည့်ရသေးဘူးကဲဖောက်ကြတာပေါ့ဗျာ Okay ဒီကောင်လေးက Go 7ကတော့ဒီမှာဒီနေထားနဲ့လာတယ်ဒီကာလာကလုံးဝအထာရှိတဲ့ကာလာတစ်ခုမှပါတယ်နော်အရင်ဖြူဖွေးနေရင်မကြိုက်ဘူးအဲ့လိုပဲကျွန်တော်ကနည်းနည်းပေါ့အဖေဒီခန္ဓာလေးတွေလိုချင်တယ်ဆိုတဲ့ဘော်ဒါကြီးကဒါလေးဆင်ပြီးမယ်ပြီးတော့သူ့ရဲ့ window ကသူ့ရဲ့ slide ကဒီကြိုးတိုင်းမှာကကက်ခွာပါတယ်ကျွန်တော်Go Flex မှာလိုမျိုးပဲကက်ခွာပါတယ်အဲ့ဒါလေးကကြတော့ခြေကုံအမောက်ပေါ်မူတည်ပြီးတော့ခြေကုံအမောက်ပေါ်မူတည်ပြီးတော့ဒီလိုဒိုးရှော့လုပ်လို့ရတယ်နော်ဒီကြတာကျွန်တော်ပေါ်လာ sketcher Go 7ဆိုဒီဘူးကိုမှတ်ထားလိုက် Go 8ဆိုလို့ရှိရင်ညဒီလိုမျိုးအလုံးနဲ့ဒီလိုအလုံးလေးတွေဖြစ်သွားတယ်နည်းနည်းလေးဗျာအဖောင်းမတူတော့ဘူးဗျာဖော့ဖောင်းမတူတော့ဘူးအဲ့ဒါပြောချင်တာပြီးတော့ဒီကောင်ကကြတော့မျိုးလာညက်လာတယ် green တို့အသေးလာတယ်ဒီကောင်ဆိုလို့ရှိရင်ဒါအရှင်ပေါ့အရှင်ရေခံလားကျွန်တော်မေးကြရပေါ်တာလေ waterproof ဆိုပြီးထွက်ထားတာမဟုတ်ဘူးဒါပေမဲ့ရေခံလားရေဆေးလို့ရတယ်ဘာလို့ဆိုတော့ washing မရှိပဲကျွန်တော်တို့ဝိရှော်ဇက်တယ်ငါအမြင်ရေခေးတာပြောဝိရှော်ဇက်တဲ့ကိုထည့်ပြီးဆေးလို့ရတယ်သို့တော့ညာလေကျွန်တော်အချောက်ခံလို့ရှိရင်ဒီကောင်တွေကတော့ mesh အသားတွေဆိုတော့ဒီအသားတွေဆိုတော့ကျွန်တော်တို့ကအချောက်သွားအောင်တော့ပြန်ပြီးတော့နည်းနည်းစောင့်ပေးရမှာပေါ့နော်အဲ့လိုတော့ရှိတာပေါ့နည်းနည်းကျန်တော့အဆင်ပြေတယ်ဒီကောင်ရဲ့အနေထားဒီလိုအစိမ့်လေးကိုမှစိမ့်အရင်ကိုမှဒါလေးနဲ့ပြန်အုပ်ထားတယ်ဒါခြေကုံကြီးတဲ့ပေါ်လာဆိုလို့ရှိရင်ဒါလေးကပို့ပြီးတော့အဆင်ပြေမယ်ဒါပေမဲ့သူကလုတ်ပြီးတဲ့ဟိုဟာလည်း fix တိုင်းမှာပဲအဆင်ပြေတယ်မပြေဘူးမဟုတ်ဘူးကြိုက်တာယူလို့ရတယ်ဒါနှစ်ရန်ပေါ့ဗျာနှစ်ဖက်ပေါ့နော်လေကတော့ကျွန်တော်ထုတ်တော့ okay ဒါလေးကတခုကိုကမခင်းထားတာအကုန်သိပြီးသား hyper ပြီးလားနော်ဒါလေးအကုန်သိပြီးသား okay ဒီဘက်ကိုသွားမယ်ဒါလေးကကြတော့ကျွန်တော်အများနဲ့ပြရမှာ outfit ကိုအကုန်ကြိုက်တယ်အကုန်လုံးကြိုက်ကြတယ်ချင်းညက်ပဲယူကြတယ်ဒါပေမဲ့မဟုတ်ဘူး Gwendo လေးကလည်းအယောင်လေးအများကြီးရှိတယ်လှတယ်ဆိုတော့ကျွန်တော်လာပြောတာသူကြည့်လိုက်နော်ဒါလေးရတယ်လှရဆိုကြောင်ပြောတာဒါတော့ကျွန်တော်ပြောနေကြလို့ပဲဒီကောင်လေးကကြတော့အသားမတူတော့ဘူးသူကဒီအောက်ပိုင်းတွေကိုဒီ store တွေကို Goodyear tire ကနဲ့ collaboration လုပ်ထားတယ်နောက်ပြီးတော့သူက hyperbus system ဖြစ်သွားတယ်သူ့ရဲ့ system တစ်ခုပြောင်းသွားတယ်ပေါ့နော်သူ့ရဲ့ technology တစ်ခုပြောင်းသွားတယ်ဒီဟာတွေအကုန်လုံးကဒီမှာအဲ့လိုမျိုးတွေနော် outfit ကိုလှုပ်ထားတဲ့အတွက်ကဒီကောင်တွေကလည်း outfit ပါတယ်သို့တော်ညာဒီကောင်နဲ့ပို့ပြီးတော့ဒီကောင်ထက်ပို့ပြီးတော့ဒီ outfit ဆိုတော့ဒီကောင်ပေါ့ကျွန်တော်အခြေခုံခွက်ကိုပြန်ပြီးတော့ support လုပ်တဲ့ကောင်တွေဒီကောင်ထက်ပို့ပြီးတော့outfit ကိုပို့ဦးစားပေးထားတယ်ဒီကောင်ကကျတော့နူးညံ့မှုဒီ Go 7တို့ Go 8တို့အရန်နူးညံ့တဲ့ e-set ညံ့ညောတာကိုပေးထားတယ်ပြီးတော့ပြန်ပြီးတော့ကိုသွားတဲ့နေရာ bounce ပြန်လုပ်ပေးတာခုနကျွန်တော်အောက်ကပြဘူးတွေကပြန်ပြီးကိုတွန်းကန်ပြန်ပြီးကိုလမ်းလျှောက်လို့ရှိရင်ကြောရွာနဲ့ e-set လေးသွားတယ်ဒီကောင်တွေကညံ့ညောင်းလေးနဲ့ကိုခြေထောက်ကိုတက်တာအောင်ပို့ပြီးတော့ဦးစားပေးလုပ်ထားတယ်ဟိုမျိုးပေါ့နော်technology လို့ဖြစ်သွားတယ်နော် Go recover ရှောင်းနေနေကို recover ပြန်ဖြစ်တဲ့ပုံစံမျိုးလေးပေါ့ဟို sketcher ဒီကောင်ကကြတော့လေခုနလိုပဲအရှင်ဒီကောင်အသေးရှိသေးလားအသေးတော့ပြောနော်ဒီအရှင်ရှိမယ်နော်ဒီကောင်လည်းအရှင်ရှိတယ်ဒီကောင်လည်းအသေးလည်းရှိတယ်ငါကြိုက်တာယူလို့ရတယ်နော် okay ဒီမှာဒီလိုလေးလေဒါဆိုလို့ရှိရင်ဒါကျွန်တော်အမြဲတမ်းပြောနေကြလို့ပထမဗီဒီယိုတွေမှာဒီကောင်တွေကဆေးရိုက်တွေမဟုတ်ဘူးရိတ်တွေထည့်တာမဟုတ်အထစ်တွေတကယ်ကိုဒီလိုတော်တော်လေးလှုပ်ထားတာလေးနော်တိတာမြင်ရမှာဗလင်းမိုက်တယ်အယောင်ချက်တာလာနော်ဖြူမဲနေတယ်အရန်လိုချင်စရာလေးတကယ်လိုချင်စရာလေးနော်โอเคဒီကောင်ကဘာနဲ့လာလဲဒီကောင်ဆိုလို့ရှိရင်ဒါ main Vietnam နဲ့လာတယ်ကျွန်တော်တို့များသိတာဒီ Africa Vietnam နဲ့လာတယ်ကျန်နာက main China နဲ့ပဲလာတယ်ဟုတ်တယ်ကျွန်တော်တွေ့ရတယ်မဒီကောင်ကျွန်တော်ရင်တော့ကျွန်တော်မြင်နေပြောပါဗီဒီယိုထဲမှာကျွန်တော်မြင်နေ sketcher ဆိုတော့ကျွန်တော် China လို့អော်နေရတယ်မဟုတ်ဘူးဒီကောင်ကကျွန်တော်နည်းနည်းလေးချွေးချက်အနေနဲ့ပြန်သွားရမယ်နောက်တခြားလာတဲ့ဟာလည်းရှေ့ရှိအောင်ပါလေကျွန်တော်တွေ့ဘူးသမျှဒီလောက်ပဲရှိနေသေးတာဆိုတော့ okay ဆိုတော့ဒါလေးလာပြတာဒါလေးအကုန်လုံးကကြိုက်တာဒီကောင်အယောင်တွေအများကြီးရှိသေးတယ်ရွေးလို့ရတယ်ညက်ကတော့အများကြီးကုန်တွေ့ဘူးနေကြပဲဆိုတော့ဒါလေးလည်းခြားရောင်လေးရှိသေးတယ်အဲ့ဒါမှအရှင်လားအသေးလားဒီကောင်လေးတွေဒါမှမဟုတ်ညက်လားအဲ့ဒါမျိုးလေးတွေမေးပြီးတော့ဝယ်အဲ့ပေါ်မူတီဗီလေးကွာတဲ့အယောင်မူတီဗီလေးကွာလေးရှိတယ်စိုက်ပေါ်မူတီလေးကွာလေးရှိတယ်ဒေးချားမချားတွေလည်းရှိတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ New York Jose Facebook page ကိုလာပြီးတော့မထင်ရမှာမေးပေးပါ TikTok ပေါ်လည်းသုံးမေးပေးပါကျေးဇူးအများကြီးတင်ပါတယ်တက်တာပါ